Hello,ဒီမှာတော့ငါးဖျားကိုသွားကြပါတယ်တငယ်ချင်းကအလဲလာပါတယ် ဖះမိကြီးကြတော့မှာ အိမ်မနေပြီးတော့မမရောက်တော့ငါးဖျားပါမိမိနဲ့နာလေးတော့မရဘူးဒါပေမဲ့တငယ်ချင်းတွေလာလို့ရောက်ခဲ့ပါတယ်ဒီနေ့မှာတော့ငါးဖျားလိုက်ပတ်ပါတယ်ရှင်ချေလိုက်ကြည့်ပါဦး ရက် မော်ဒယ်တယောက်ငါခဲ့ပါတယ်မော်ဒယ်မတည့်ရက်ခါနေတာပါဒီနေ့ကောင်းလေးရတယ်တပုတ်ရိုက်ခိုင်းပါတယ်ဒီမှာလေးရိုက် မိုက်တယ် ဒီဆက်သွားမယ်တပုတ်ရိုက်ပြီးတဲ့အခါကျဆက်သွားလော်လေးတော့ကောင်းလေးနဲ့ရှင်လည်းလက်တွဲပြီးတော့ပါကြတာပေါ့ ဟဲ့ကြောက်ရီရောလည်းမိုက်တယ် ကြောက်လေးစူးစမ်းလေးလာပါတယ်ရှင် ကိုင် တရားဝါလည်းပြောပါတယ်ဖန် ဖန် ပေါ်နေတယ်မဟုတ်ဘူးဖန်နေတာဆိုတော့အဲ့ဒါဒီချက်ကြည့်နေပါရှင် အဲ့လိုနော်ဒီ ဒီနေ့လည်းကျမတို့လမ်းဆောင်နေနေဒီဆက်သွားနေပါလေ ခုမှစောက်ဆက်อืม အဲစစ တော့ လေး စောက် တိုင်း တယ်တာတော့မရှိဘူး လောကကြီး ဒါပေမဲ့နာမည်ကြီးနေစောက်ဆက်ပဲနော် ဒီနေရာတွေကတော့ထင်ရတော့အဲ့ဒီဘေးနာပပတ်တွေကတော့အဲ့လိုငကားပြိုင်ဆောက်ပွားအကုန်လုံးပြီးသွားအဲ့ဒီမှာကိုင်းထဲမှာပဲရေထက်မဲ့ပုံစံ ဒီ လေး မှာ ပါ တဲခုထားပြီးရ တဲခုကန်းနေပါလေလားရှိတာမသိပါဘူးဆိုရင်အရှိကြပါဘောရှိမှာကိုင်းနေသွားနေပါတယ် ရနာမည်တက်ဖြစ်နေဟဲ့တကယ်မင်းနေအိုင်ဖုန်းမျိုးလေ အဲ့ဒါ ဘုပမာလည်းစီတယ်ငါတို့ဘယ်လိုပြန်သွားအေး ဟိုရိုက်ပေါ့အဲ့ဒါနဲ့ပဲတပတ်ပဲပြီးတော့ဟိုအနောက်ကအဲ့ငါဖျားရဲ့ပုံနဲ့အနောက်ကိုတက်သွားပါလိမ့်ဘာလို့မရှိငါကပုံလေးတကယ်နေတာလေ ရအောင်လို့ရိုက်ပြီး ကမလီလက်ပဲရခေါ်ပါလေ။ဒါကလည်းတယောက်တည်းခေါ်မေးပြီ။ အိုးဟိုလှမ်းတယ် ညရီအရောကောင်းကြီးပါသွားတယ်။ခုမှကောင်းကြီးပါသွားလာလေလက်တွေရေးဆိုတော့ဘူကတော့ဒီတပုတ်မရဒီအော်ဒီဘာနေပါရလောကကြီးလို့ငါဖျားပုံငါရုပ်ထုဘောနော်တီချစာပြီးတပုတ်စံလီလာပေါ့အဲ့ဒါကိုလည်းရေးပြီးကျမတို့ပြန်ထွက်တော့ပါမယ်ကြရတယ်ဒါမှရေခဲခါကြရုပ်အဒီရှိမှမရှိဘူးနော် ဒီမှာဒီဘွားလုံးမှာ လည်းရ စားလည်းရင်လည်းဒီကလာ ဘာလဲရပါလိမ့်မယ်မိသားလေး ဘွားလို့ဆောက် တချို့ကြတော့လေမှန်လေအကြည့်မှန်မှန်တကားအဲ့လိုမျိုးပုံစံလာလို့ ဒါတော့တရားဘလို့ပုံစံစောင်းလို့ဆိုတာကိုကျမတို့ဒီတော့ယောက်ကအကဲဖြတ်နေတာပါဟုတ်တယ် ပြင်ဘက်ဆိုတော့ဆက်ကြည့်နေတယ်ဘွားဆိုတော့ကိုရှောက်တယ်ရှောက်တယ် ဘာကြောင့်လဲအေး ရတယ်နေ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 အေး ငါလည်းဟဲ့အထက်ကလေးပြီးတော့ဘာထည့်ထားလဲတွေ့ ဟိုကလေတန်စကားလေး ဒီပေါ့လေဒါလေးတဲ့တကယ် ကြောက်ဆောင်တယ် ဒါတော့ဘာမှမရှိဘူးနော်ဟဲ့သူတို့ကလေ
ဒီမှာဖះအလဲပတ်ပူရင်းနဲ့ဒီကောဒီဘက်လိုနေနေဟိုတယ်ဆောင်နေတယ်ဒါကိုစိုက်ရွာစီကကိုင်းနဲ့သွားတယ်ကမလီယာနောက်မကြံခဲ့အော်ကမလီစောက်ခေါ်ပါပြီစကားများနေပါတယ်ဒီမှာရေကန်အကြောင်းလေးဆက်စုနေရတယ်သူဆက်စုရတော့ဆက်စုနေပါပြီဒီနေ့ပဲရှိဆက်သွားပါပြီဟုတ်လေအယောင်လေးလာတယ်ပေါ့ဒီခလုံးလေးရိုက်မယ်ပေါ့ခလုံးကြီးရလာတယ်ပေါ့ဟဲ့အိပ်ပန်းရအိပ်ပန်းရလာဟိုကလေပန်းရောင်လေးလာတယ်ဒီပြတပွန်ရဲ့လေးပြန်มาပြီအမတော့တူဒီနေ့လည်းရှိစသွားပါမယ်ရှင်ရတယ်ရှင်းတော့ပါအောင်ခံလုံးဝအယောင်ပြ你不要一个没得。အော်ရေခဲမှုတလဲစတင်တယ်လို့ပြောရေခဲမှုတစ်ချက်ဒါပေမဲ့ဖျက်နေရရေခဲမှုတလည်းမတူဆိုင်ကြီးအကလုံးပိတ်ထားတယ်အော်สถานที่ต่างๆอย่างหนึ่งขาบริการนะทางใดใช้ไส้กรอกของกลุ่มสงครามสุดที่น้ำมันรถของมอเตอร์ไซค์รถพ่วงด้วยนะผู้ใดที่ไม่ของมารับขอแค่มาส่งได้เลยนะจ๊ะตรงนี้ดีที่ผมยังไม่ได้ติดเสื้อผมไม่ได้เก็บข้าวของถ้าใครมีงานกำลังสุดการท่องเที่ยวหรืออยู่ในเรื่องนี้ก็ดีเกินที่สามเพื่อ2 วันวันนี้พระนโมทนาบุญนะช่วงข้ามแต่อยู่ในช่วงที่มีลมโชว์บริเวณกำลังดาวน์เลยอ่ะบอกเป็นไรเชื่อเลิศดีทำให้เราความที่สมมาเป็นร้อนหรือมาต้องอยู่ที่ใจเราเป็นผู้สร้างในบาลีท่านบอกว่าให้เราทำรู้มาทำมาให้เราเกิดความไม่มาไม่ได้ค้าในเมียป่ะอ๋อไปที่นี่ไหนแล้วก็ที่ถึงได้ก็จะทำบุญแล้วไปที่ไหนจะเป็นแบบที่เราถึงนี้แล้วก็ขอบคุณนะครับไส้กรอกอีสานคุณสมชายโตนะครับหรือโทรศัพท์เครื่องที่วางอยู่ในตะแกรงรถพ่วงมอเตอร์ไซค์นะครับที่ร้านลงมาป่าไส้กรอกอีสานเลยนะครับไปเซ็นเหมือนอย่างที่ในหมูจองที่ในวังตีอะไรไอโฟนราคาเป็น10,000ราคาของบ้านนะครับอย่างนั้นก็ขอให้มาทำงานนะเพื่อเป็นรายการหาเสียงไม่ดังเข้าสายบ้างไหมเดินหน้าถามว่ากำลังดูอยู่ในมาแล้วจะมาเป็นส่วนเดียวเลยวิดีโอเพื่อถ่ายข้อมูลตัวอย่างพื้นต่างๆทำงานแบบ PBS ของเราเป็นบทก็จะได้นะได้ยืนหรืออะไรที่การทานหายเนี่ยนะครับแต่ทุกวันนี้พอหาซื้อได้ไม่จากเจ้าใหม่นี้คือเรามีเขารับอยู่ประมาณใกล้ทำไม่ถึงยาวความยาวประมาณ2ก็มือก็ชอบไปซูนี่เลยอ๋อมูแน่ๆก็ประชาสัมพันธ์นะ
คุยกันเล่นแล้วก็เจอโทรศัพท์เนี่ยของพี่เอาไปเถอะว่างั้นนะไม่ใช่ของผมก็ไม่เอาตรงที่ลานบุญลานกุศลนี่ตรงน้ำไม่ไหลเกิดจากมันไม่ถ้าไม่เห็นเจ้าของในลองนี้ก็จะฝากไว้นะครับการสู้อยู่ก็ได้ดูแลและก็ประชาสัมพันธ์นะครับดูให้ได้แล้วแต่ ก็น่าว้าเลยอ่ะ เราเป็นข้อมูลของการแล้วหยุดได้หยุดใจเนี่ยเดี๋ยว